တန်ချက်ကတင်ကအမြောက်များဟာအကျဉ်းထောင်ကိုဝိုင်းရံထားကြပါတယ်စစ်သားတိုင်းကလည်းဘယ်စက္ကန့်မှမစိုးပစ်ခတ်ဖို့အသင့်ပြင်ထားကြတာပါအဲ့ဒီနောက်မှာတော့ရုတ်တရက်ဆိုသလိုအထူး10မီတာရှိတဲ့နေရန်ကြီးဟာတစစီကျင်းမောပျက်စီးသွားခဲ့ပြီးစက္ကန့်ပိုင်းတွင်းမှာပဲကြောက်မက်ဖွယ်ကောင်းတဲ့တရဝအမဲကြီးကရုံထွက်လာခဲ့ပါတော့တယ်စစ်တေနာပရိကလူတိုင်းကိုချက်ချင်းပစ်ခတ်ဖို့အမိန့်ပေးလိုက်ပါတယ်။ကြီးစံတွေနဲ့ဒုံးကြီးတွေဟာမရက်မနာပစ်ခတ်ကြပေမဲ့အဲ့ဒီနောက်မှာတော့ထိတ်လန့်စရာကောင်းတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။ကြီးစံတွေဟာအဲ့ဒီမီးမောင်နေတဲ့တိမ်တိုက်ကြီးကိုဘာတန်ရာမှမပေးနိုင်ခဲ့ပါဘူး။ပိုပြီးဆိုတာကတော့ပောက်ကွဲမှုတိုင်းကအဲ့ဒီတရဝကြီးကိုပိုပြီးတော့တောင်အင်အားတောင့်တင်းလာစေတာပါပဲစစ်သားတွေဟာအခြေအနေတစ်ခုခုမှားယွင်းနေပြီဆိုတာကိုနောက်ဆုံးမှသိရှိသွားကြပြီးအသေးအတန်ဆုတ်ခွာဖို့ကြိုးစားခဲ့ကြပေမဲ့နောက်ကျသွားခဲ့ပါပြီးအဆုံးမရှိတဲ့အမဲရအုပ်စုကြီးဟာအထက်မှာရှိတဲ့လူတိုင်းကိုစက္ကန့်ပိုင်းတွင်ဝါမျိုးပစ်လိုက်ပါတော့တယ်။တစ်ချိန်တည်းမှာပဲကုန်တင်ကားမောင်းသမားတစ်ယောက်ဟာသူ့ရဲ့ကားရှိမှန်ပေါ်မှာထူးဆန်းတဲ့အကြောင်းတွေပေါ်လာတာကိုရုတ်တရက်သတိပြုမိသွားပါတယ်။သူကမှန်တုတ်တံကိုအမြန်ဖွင့်လိုက်ပေမဲ့ဘာမှထူးမလာပါဘူး။အဲ့ဒီနောက်ဘဲကမှန်မသိပဲကြောက်မဖွယ်ကောင်းတဲ့တရဝအုပ်ကြီးကသူ့စီကိုအုပ်စုလိုက်ပြေးဝင်လာပါတော့တယ်။စက္ကန့်ပိုင်းတွင်မှာတင်အေယာမကုံတင်ကားကြီးတစ်စီးလုံးဟာလုံးဝဝါမျိုးချင်းခံလိုက်ရပြီးအခြေအနေတွေကအဲ့ဒီကနေစလို့ပိုပြီးတော့တောင်ဆိုးဝါးလာခဲ့ပါတယ်။အမဲရအုပ်စုကြီးဖြတ်တန်းသွားတဲ့နေရာတိုင်းမှာရှိသမျှအရာအလုံးဟာအသက်ရှင်လျက်ချက်ချင်းဝါမျိုးချင်းခံခဲ့ရပါတယ်။လူတွေနဲ့ပြင်းထန်နေတဲ့အေယာမအားကစားကွင်းကြီးတစ်ခုဟာလည်းခဏချင်းတွင်းမှာပဲပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အမဲရအုပ်စုကြီးဟာမြို့ပြစီကိုတက်တက်မတ်မတ်ဦးတည်သွားပါတော့တယ်။လူသားမျိုးနွယ်စုရဲ့နောက်ဆုံးအချိန်ထိဘယ်သူမှဒါကိုဘယ်လိုတားဆီးရမလဲဆိုတာမသိခဲ့ကြပါဘူး။